ဆိုပေါင်းညင်မလို့ ဟုတ်ဘယ်လိုလုပ်ကျွန်တော်ဘာလို့ညင်မလဲ ဒီမှာစစ်ဆုံးတွေကစုံနေလို့ကနေတာဟုတ်ကဲ့လာပေါင်းညင်မလို့လာ ညင်မလို့သူ့အားရင်းနေချင်းဟုတ်ကဲ့ ရွှေကောင်းလေးတဲ့ရတာမသိဘူး တဲ့ရက်ကနော်ချင်းနေတယ် တကယ်လို့ဆိုသွားတော့တစ်စီးတော့ဟုတ်တယ်ပဲဒါပေမဲ့ကြော်ပြီးဟုတ်ပြီအလေပဲလေးကြော်မရတော့မရဘူးအားချဒီမမရတယ် အေးရောချစ်နေရတယ်မှာလေဘာကတူဆိုင်မစ ဒီမချီကိုဆိုတော့ဒါသူပြကြတယ် ဟုတ်ကဲ့ဘွေးရတာကဲ 哦，这是用我的阿比啦。 အော် TV အော် သူတို့လည်းကြားတာကြားတယ်ဒီပဲလေညီလေးအော်ဟုတ်ရှင် မောင်လည်းမချစ်ရပါဘူးဆိုပြီးတဲ့ကျွန်တော်ချစ်ဆုံးနေကျေးဇူးများတယ်နောက်ကကျက်ထားလို့အောက်ကဆိုရင်ကျွန်တော်အပေါ်ကဟုတ်တယ်မလား ညီလေးလာတော့ညီလေးခေါင်းပေါင်းတက်ပြီးဒီကလေးမလေးမေးကြည့်ပါသူ့မေးကြည့်ပါဦးလား အော်ညီမလေးခေါင်းပေါက်တက်တာ အိပ်ပြောတော့မှဆိုတော့မဖက်ပြီးအိပ်နေတာ ညီမလေးခေါင်းပေါက်တက်တာအော်တက်တယ်အင်း ခေါင်းပေါင်းတက်တာ 哎，对，也是没 ဟုတ်တယ် အေးရှင်ဘူးလေး 也是没路在那店里的，是那边的。 မကျွန်တော်ကနေ့လေတော့လည်းအလုပ်တွေလုပ်ရတော့ကျွန်တော်ထွေးစားဖို့သူကချက်ပေးရတယ်လေ 好的。 ချက်ပေးရသေးတဲ့အခါကျတော့ရပါတယ်ကိုကိုတဲ့ဘွက်ကရင်ခဏလေးတမင်းလေးမေးမယ်နော်မနေ့ကျကိုကိုရဲ့ဝေယဝတ်စားတွေလည်းလုပ်ပေးရအောင်လေ 哦，都按照标准。好了。 ဟုတ်တယ်မလား ဟိုး 师傅比。 Hey you ဟော Hey you ဆိုတော့ Hey နိုင်ငံသားဆိုနိုင်ငံသားလို့ပြော Hey you how are you 好啊，有这里边没。 စီးရဲကြပါလေညီမလေးဟောညီမလေးမို့မမနော်အာရီဂါတိုဂိုဇိုင်းမတ်ဂျပန်နိုင်ငံနေပြီးတော့အလုပ်ကိုင်စီးပွားရေးအဆင်ပြေပါစေ 哦，这边那个。那不管都不留不留。 နော်ဆိုတာဒီမှာအကူဟွာအခုပဲမှာဟွာလေးရွှေလုံးလေးတွေထပ်ပြီးတော့ရလိုက်တယ်ညီမမသိလိုက်ဘူးချင်းတယ်ညီမအိတ်ပေါ်သွားလဲဆိုတော့ရွှေလုံးလေးတွေရလိုက်သေးတယ်အဲ့ဒါလေရွှေလုံးလေးတွေရလိုက်သေးတယ်နော်ဒီရွှေလုံးလေးတွေကကျွန်တော်တို့ဟွာနေပြီးတော့ဟွာလောက်တာပေါ့နော် ဘယ်ကနေဘယ်အလုပ်တာရှင်းပြောတယ်ဘယ်လိုလဲရှင်းပြောတယ် ဒါသိငယ်6កောင်ကနေပြီးတော့ 那个都好。 တော့တော့တော့ 不是都好不了，都好了。 ဟွာစပရိကနေပြီးတော့ကျွန်တော်ရွှေလုံးလေးတွေဝယ်လာတာဖြစ်ပါတယ် ဟိုမှာလေးပြောလိုက်အောင်ခေါင်းမောက်တယ်လား အာရီဂါတိုခေါင်းတဲ့ရလား ဟုတ်တယ်ပြောလိုက် 哎，那么好。 တဲ့ပြီးတော့ပြီးတော့ဆိုတော့ဒါကျတော့ OK 啦。哎，好比这个。他们用嘛。哎，还好我一 ဟုတ်တယ်လိုချင်ရှော လိုချင်ရကိုရကြံပေးမလို့ လိုချင်တာပေါ့လူပဲ လူကြီးတွေတိန်းတာနဲ့တော့ရွှေကောင်းမရတာဒါရဲ့ညာကြီးတွေပါအိတ်သေးသေးတာ ဝိုးအဲ့ဒီချန်လုံးဝကြိုက်တယ် ဟိုတကယ် ကိုမင်းသားကောင်းတဲ့ဝင်ဖြစ်တယ် နော်အကျဉ်းဆုံးနဲ့ဒီလို ကဲဒီကကျတော့ကျွန်တော်မြန်မာနိုင်ငံလူပြတက်ကတူမန္တလေးကျောင်းစင်းဆိုတော့ကိုထိကိုနဲ့တွဲဖက်ပြီးတော့ကျွန်တော်ရွှေကောင်းပေါင်းလေးနဲ့ကပြချင်သေးတယ်ဟွာ ရွှေကောင်းပေါင်းလို့မကြောက်ငါရွှေကောင်းတဲ့ပေါင်းဝင်ပဲကြားနေတာဘယိုးကမယ်ဆိုလည်းရပါတယ် ကျွန်တော်ညီလေးနဲ့ကြပြလို့ကလေးပေါ့နော်ညီလေးချလာမယ် please come here in the street quickly ဒီစမ်းဒီမညိုးတော့မင်းလိုက်လိုက် ညီလေးရခဏခိုင်ရ ဘယ်နည်းစီဟုတ်ကောင်းလိုက်ဟုတ်သူလည်းသူစေုံပြေးတာဟိုလည်းကိုင်လာပြီဟုတ်ဒီကုန်အဲ့ဒါမင်းသားမလို့ငါတို့ကဖြစ်တယ်လို့ဆိုလို့လို့ပါသူကစားကွင်းကြီးဖြစ်နေဟုတ်ပါ ရှောင်းမလေးတော့ရလား အေးလား ကိုကလောက်ရရှိတယ်ကိုအလုပ်လုပ်အောင်မယ်မင်းတို့ရှာနေရတယ် ဒီကြတယ်အကောင်မလေးဒီကပြန်တော့တော့ဤမပါတော့ဘူးဟုတ်တယ်ဝမ်းသာလုံးအကြည့်ပြီးတော့အလုံးကြီးဆို ကဲဒါကြတော့ကျွန်တော်တို့ကြပြလို့အခြေခံလေးတွေပေါ့နော်ကျွန်တော်တို့ပထမအောင်ဆုံးဆိုလို့ရရင်ကျွန်တော်ကတော့ဘန်ကနောက်ပြီးတော့ချင်းဝိုင်းခက်ပုံဝင်းလက်ပုံ3ချက်စီဝတ်ကြီးနော်အစုံပေါ့နော်အဲ့ဒါလေးပေါင်းဆက်ပြီးတော့ကိုထိတ်ကိုနဲ့တွဲဖက်ပြီးကလည်း ဒီကိုကြားလိမ့်မယ်နော်ဘယ်လိုလုပ်မလဲ ရှင်ရုပ်